ကဘာပေါ်မှာနှာခေါင်းကြီးမှစော်ကြီးရဲ့တတဝါတစ်မျိုးရှိပါတယ်။ဒီမြောက်ကို proboscis monkey လို့ခေါ်ပါတယ်။သိပ္ပံအမည် Nassalis lavatus ဖြစ်ပြီးအာရှတိုင်းမှာအကြီးဟုံးမြောက်ဝံအမျိုးအစားထဲမှာပါဝင်ပါတယ်။အလျား82စင်တီမီတာအလေးချိန်ပေါင်90ခန့်အထိကြီးမားကြပြီးအမတွေကတော့အထီးတွေရဲ့ထက်ဝက်ခန့်ပေါ်သေးငယ်ပါတယ်။ဒီမြောက်မျိုးစိတ်တွေဟာဘော်နီယိုကျွန်းရဲ့ဌာနီတရိတ်ဆိုင်များဖြစ်ပြီးဘရူနိုင်း၊အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတို့မှာပဲတွေ့ရပါတယ်။ဒီရေတော်များတန်တာကြောက်တောင်းများရွနွန်းတော်တွေနဲ့မြေကမ်းနဲ့နီးတဲ့မိုးသစ်တော်တွေဟာနေထိုင်ကျစားရနေရာတွေပါ။သူတို့ရဲ့ထင်ရှားဆုံးအချက်ကတော့နှာခေါင်းကြီးမားနေတာပါပဲ။10စင်တီမီတာအထိကြီးမားနိုင်ပြီးတော့အတန်ကျကျအော်နိုင်ဖို့အထောက်အကူပေးပါတယ်။ဒါအပြင်နှာခေါင်းပိုကြီးလေစော်ပိုကြီးလေပါပဲ။ proboscis monkey တွေဟာရေကူးအရန်ကောင်းတဲ့မြောက်တွေပါ။သူတို့ရဲ့ခြေထောက်တွေမှာ webbed feet ဆိုလိုတာကရေကူးဖို့အဆင်ပြေအောင်ခြေထောက်တွေကြားမှာအမြဲပါတာကြောင့်ရေထဲမှာမြ мян ကူးနိုင်ပါတယ်။အစားအစာအနေနဲ့တိရွက်တွေ၊တစ်ဖြူးတွေ၊မျိုးစေ့တွေကိုအဓိကစားပါတယ်။ထူးခြားမှုအနေနဲ့အစာရင်3ခန်းပါဝင်တဲ့အတွက်အခြားမြောက်တွေမစားနိုင်တဲ့တိရွက်တချို့ကိုတောင်စားနိုင်ပါတယ်။ဒါကြောင့်ပဲသူတို့ရဲ့ဝမ်းပိုက်တွေပူနေလာဖြစ်ပါတယ်။မျိုးပွားမှုအနေနဲ့ကိုဝန်ဆောင်ချိန်9လကျော်ကြာတတ်ပြီးတစ်ကြိမ်မှာတစ်ကောင်ပဲပေါက်ဖွားပါတယ်။သားပေါက်တွေဟာအဖျာရောင်မျက်နှာနဲ့မွေးလာပြီး2လခန့်အကြာမှာမီးခိုးရောင်8လခန့်အကြာမှာအဖြူရောင်ကိုစတင်ပြောင်းလဲပါတယ်။မြဲမြတ်တကန်25နှစ်ကျော်အထိလည်းအသက်ရှည်ကြပါတယ်။ယခုအခါအကောင်ရေ9000အောက်သာကျန်ရှိနိုင်ကြောင်းခန့်မှန်းထားကြပြီးမျိုးတုံးရန်အန်ဒီရရှိမျိုးစေ့အဖြစ်သတ်မှတ်ခံထားရတဲ့အကောင်တွေပါ။အဓိကချင်းချောက်မှုအနေနဲ့တော့တစ်တော်များကိုစီအုံးစိတ်ခန့်အဖြစ်ပြောင်းလဲခြင်းဒီရေတော်များပျက်စီးလာမှုနဲ့အတူလူသားတို့ရဲ့ဖန်ဆီးတပ်ဖြတ်မှုတွေကြောင့်သူတို့ရဲ့နေထိုင်ရာဒေသတွေတဖြည်းဖြည်းပျောက်ကွယ်လာနေပါတယ်။ဒါကြောင့်ပဲထူးခြားတဲ့နှာခေါင်းကြီးနဲ့ရေကူးအရန်ကောင်းတဲ့ဒီမြောက်တွေကိုအနာဂတ်မှာလည်းဆက်လက်မြင်တွေ့နိုင်ဖို့ဆိုရင်သူတို့ရဲ့တဘာဝနေရာတွေကိုကာကွယ်ထိန်းသိမ်းမှုအရေးကြီးပါတယ်။